ဒီနေ့ဂျွန်လ3ရက်နေ့ကဘာစပိန်စီနေ့ပေါ့နော်ဝါဘိုက်စကက်ဒေးနေ့ကျွန်တော်ဒီနေပြီးတော့စပိန်စီအဖွဲ့ညီကိုတွေနဲ့ကျွန်တော်ဒီမင်္ဂလာကံမှာရှိန်ထားပြီးတော့ကောင်းချင်းမောင်းစားမယ်ကြော်ရီကြော်တယ်ဖက်ကောင်းချင်းမောင်းဖက်နဲ့စားရတယ်ဖက်နဲ့စားရတယ်တော့ဒိုင်းတွေနဲ့ဖောက်လိုက်တော့မနော်ဆောင်းရရတယ်ကောစိတ်လေးချဟိုမနေ့နဲ့ဆရာမကိုင်းလေးပေါ်မှာကဖက်ကောင်းချင်းမောင်းဖက်ကောင်းချင်းကောင်းချင်းမောင်းကြော်တယ်ဘယ်လိုနေလဲမအဲ့ဒါတော့အောင်ပါချဖွင့်လိုက်ရအောင်ဒီဦးစုမှုသားမပါလာခဲ့ဘူးလားဝေးပြေဝေးဒီစစ်ဖက်ကကူမကြအမေကူမကြကူမကြည့်တာအမို့အသေးရကြီးရောရလာရရပြီရဟုတ်ကဲ့ရောပါယူကိုလိုက်ကြတော့ကိုတော့ပါဦးပြီးပါကောင်းချင်းမောင်းလဲကုန်ပြီကြော်လဲကုန်ဝါဘိုက်စကက်